အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့မိဖို့ချောင်ထဲမှာတွေ့ရလေးရှိတဲ့ပစ္စည်းပေါ့နော်အဲ့မှာဒီစားတို့ဘာတို့salt ဒါမျိုးတွေကကျမတို့တော်တော်များများသိပြီးသားပေါ့နော်အဲ့ထဲမှာတိတ်ပြီးတော့တတိမထားမိတဲ့စလုံးလေး၃လုံးကိုဒီနေ့မှာလေ့လာကြည့်ကြပါမယ်ရှင်ပြောမယ်ဆိုရင်တော့ဟင်းခက်အမွေးအကြိုင်တွေအရသာရှိအောင်လုပ်တဲ့အမှုန့်တွေအနေနဲ့တော့ပြောလို့ရမယ်ပေါ့နော်အရင်ဆုံးကဘာလဲဆိုရင်ကျမတို့ data မှာတော့ဟင်းချုံမုန့်ဆိုပြီးတော့သုံးတယ်တချို့ data တွေမှာကျတော့အချုံမုန့်ဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့ဒါကိုများသောအားဖြင့်တော့အတူကောက်စလုံးလေးနဲ့ပဲပြောကြတယ်အကုန်အကြီးနဲ့ M S G ဆိုတော့ M ရော S ရော G ရောအကြီးပေါ့နော်ဒါဆိုရင်ကျမတို့အချိုမှုန့်ပေါ့သူ့ရဲ့အရှေ့ကောက်ကကြတော့ M နဲ့ S နဲ့က monosodium ပေါ့နော် MONO SO SODIUM monosodium ပြီးရင် G က glutamate လို့ပြောရဲပေါ့နော်ဆိုတော့ GLUTAMATE glutamate ဒါပေမဲ့ဘယ်သူမှအဲ့လို monosodium glutamate အဲ့လိုအရှိမပြောဘူး MSG လို့ပဲပြောတယ်တကယ်လို့ကိုစားတဲ့အစားအစာထဲမှာထားပါတော့အချို့မမထည့်ဖို့မှာချင်တယ်ဆိုရင် no MSG please ကျွန်တော်တို့ဒီလိုမျိုးလေးတွေသုံးပြီးတော့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီငရုတ်သီးမှုန့်ဆိုရင်ဒါ chili powder ဒီလိုမျိုးတွေတီးကြတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ကျမတို့အယောင်ငရုတ်သီးအယောင်တင်မှုန့်ဆိုတော့ငရုတ်သီးနဲ့လှုပ်ထားရလဲဖြစ်မယ်တခြားသောအနီရောင်ရှိတဲ့အသီးတစ်ခုခုပေါ့နော်အဲ့ဒါနဲ့လှုပ်ထားရဖြစ်မယ်အယောင်တင်အဲ့မှုန့်ကို paprika ဆို P A P R I K A paprika ဒါကြောင့် stress တင်မယ်ဆိုတော့အရှိ P မှာတင်တယ်ပေါ့နော်ဆိုတော့ paprika ဒါဆိုလို့ရှိရင်ဒါကျမတို့အယောင်တင်မှုန့်ပေါ့နော်နောက်ဆုံးတစ်ခုကကျမတို့မြန်မာလူမျိုးတွေအစားများကြတယ်ဆနွဲမှုန့်ပေါ့နော်ဆိုတော့ဆနွဲမှုန့်ကိုကျမတို့ TURMERIC turmeric ဆိုတော့ turmeric ဆိုတာကဒါဒီစနွင်းနဲ့ဆိုင်တာပေါ့နော်ဆိုတော့စနွင်းပင်အဲ့လိုမျိုးအဲ့ဟာမှကျမတို့အမှုန့်ဖြစ်တဲ့အတွက် powder လေးကိုထည့်လိုက်တယ် POWDER ဆိုတော့ turmeric powder ဒါဆိုလို့ရှိရင်စနွင်းမှုန့်ဒါလေးတွေကကျမတို့မျိုးဖို့ကြောင့်လည်းမတွေ့ရလေးရှိပြီးတော့တိတ်ပြီးတော့တတိမထားမိဘူးပေါ့နော်အဲဆိုဒီစလုံးလေး၃လုံး sharing လုပ်ပေးရပါရှင့် so have a nice day to you all bye bye and see you